တင်ကထမင်းစပွဲမှာထိုင်နေရင်ဘေးနားကငွေရောင်ကင်းလေးကိုကြည့်ပြီးစားစရာတွေကိုဒီလိုအချုံလေးနဲ့ထိုးဆုပ်ပြီးစားတာကိုဘလို့လူတွေကများတီထွင်ခဲ့တာလဲလို့တွေးပူးပါသလားတကယ်တော့ခင်းရဲ့တမိုင်းကြောင်းဟာနန်းတွင်အရှုပ်တော်ပုံတွေနဆိုးရဲ့လက်နက်လို့ဆွဆွဲခံရမှုတွေနဲ့စပွဲတင်အုံဆောင်ဆင့်အထိဖြစ်လာဖို့တော်တော်လေးရုန်းကန်ခဲ့ရတဲ့ဇလန်းတစ်ပုဒ်ပါကဲဥညံတို့တွေအတူတူထိုးဆုပ်အဲ့တူးဆိုကြည့်လိုက်ရအောင်ဟိုးရင်လွန်လေပြီးတော့အချိန်တွေတုန်းကခရင်ဆိုတာမျိုးကအစားစားဖို့သုံးတာမဟုတ်ပဲလေးလံတာတွေကိုအမားဖို့သုံးခဲ့ကြတာပါဂရီးနဲ့ရောမလူမျိုးတွေဟာဟင်းအိုးကြီးတွေရဲ့ကတားတုံးကြီးတွေကိုဆယ်ယူဖို့အတွက်တန်ကြုံနှစ်ချောင်းပါတဲ့ခရင်အကြီးကြီးတွေကိုသုံးခဲ့ကြပါတယ်အဲ့ဒီမတိုင်ခင်ရာစုနှစ်ပေါင်းများစွာတိုင်အောင်အစားစားခြင်းရင်လက်ဇွန်းဒါမှမဟုတ်ဓာဆတာတွေကိုပဲအသုံးပြုခဲ့ကြတာပါ900စုလောက်ကြာမှအရှေ့လေပိုင်းဒေသမှာတကူရီသုံးခင်းသေးလေးတွေကိုစပြီးအသုံးပြုခဲ့ကြတယ်ဆိုတာကိုတွေ့ရှိရပါတယ်နဆိုးရဲ့အသုံးဆောင်ခင်းဟာဥရောပကိုပထမဆုံးစရောက်တဲ့အချိန်မှာအထားကြတယ်လို့အထင်မခံရပဲစော်ကားတယ်လို့တောင်အထင်ခံခဲ့ရဘူးပါတယ်17ရာစုမှာပိုင်ဇန်တိုင်းမင်းသမီးတစ်ပါးဟာဘင်းနှမျိုးကိုလက်ထပ်ဖို့လာတဲ့အခါတော်ဝင်ရွှေကင်းလေးတွေကိုယူဆောင်လာခဲ့ဘူးပါတယ်ဒါပေမဲ့အဲ့ဒီခေတ်ကဘာသာရေးကောင်းဆောင်တွေကတော့ဒါကိုမြင်ပြီးတုံ့လောက်သွားကြတာပေါ့ဖျားသခင်ကတဘာဝခရင်ဖြစ်တဲ့လက်ချောင်းတွေပေးထားပါလျက်နဲ့အစားစားဖို့တတုလက်ချောင်းကိုသုံးတာဟာမမာနထောင်လာတာဖြစ်ပြီးဖန်ဆင်းရှင်ဖျားကိုစော်ကားတာပဲလို့ညှင်းခုန်ခဲ့ကြပါတယ်ဒီလိုမျိုးရှေးရိုးဆွဲပြီးဘာသာရေးအရကန့်ကွက်မှုတွေကြောင့်ပဲဥရောပရဲ့နေရာတော်များများမှာခရင်ကိုရာစုနှစ်ပေါင်းများစွာကြာအောင်နဆိုးရဲ့အသုံးဆောင်ဖြစ်သတ်မှတ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းဗဒမြမှန်ရင်နိုမနစ်ဆိုသလိုတကယ်သုံးဝင်တဲ့ပစ္စည်းလေးဖြစ်တဲ့ခရင်ဟာလည်းတဖြည်းဖြည်းလူသုံးများလာပါတယ်အဲ့ဒီတုန်းကခရင်ကိုလူကြိုက်များအောင်လုပ်ပေးခဲ့တာကတော့နန်းတွင်းနမေကျော်တော်ဝင်မိသားစုတွေပါပဲ1500ပြည့်နှစ်တွေမှာတော့အနာဂတ်မှာပြင်သစ်ဘုရင်ရဲ့မိဖုရားဖြစ်လာမဲ့တော်ဝင်မျိုးနွယ်ဝင်ကတ်တရင်ဒီမဲရီချီကခရင်ကိုပြင်သစ်နန်းတွင်းထဲကိုယူဆောင်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီတုန်းကသူတို့တွေကအစားစားတိုင်းသုံးတာမဟုတ်ပဲလက်ချောင်းလေးတွေမပေးအောင်လို့တစ်တီးယိုလိုဆေးကတ်တဲ့အစားအစာတွေစားဖို့လောက်ပဲသုံးကြတာပါတယ်အစိုးပိုင်းခင်းတွေမှာစူးကြုံနှစ်ချောင်းပဲပါပြီးအတိတ်ဖြစ်တာကြောင့်စားစရာတွေကလွတ်ကျလွယ်ပါတယ်1900ပြည့်နှစ်တွေမှာတော့ဂျာမန်လူမျိုးတွေကနောက်ထပ်တတိယနဲ့စတုတ်ထမြောက်စူးကြုံတွေကိုကွေးကွေးလေးထည့်သွင်းလိုက်ပါတယ်ဒါဟာအစားအသောက်တွေကိုအလွယ်တကူပြုတ်မကျအောင်ထိန်းထားနိုင်တယ်လို့ခင်းရဲ့ပြက်ကိုကျဲသွားစေတယ်လို့ကိုပြားလေးလိုဖြစ်သွားစေပြီးပဲစစ်လေးတွေလိုအသေးအမွှားလေးတွေကိုပါခတ်စားလို့ရလောက်အောင်ထိကိုအစွမ်းထက်သွားစေခဲ့တာပေါ့တင်မတိလောက်သေးတဲ့ခင်းအကြောင်းများ1800ပြည့်နှစ်အစောပိုင်းတွေအထိတောင်မှအမေရိကန်တွေဟာခင်းကိုဥရောပကလာတဲ့အတိတ်ပဲမရှိရဲ့ခစ်ဆန်မှုလိုပဲထင်နေကြတော့ပါ19ရာစုမှာတော့ခင်းဟာအနောက်နိုင်ငံတွေရဲ့လက်ထက်မင်္ဂလာပွဲတွေမှာအပေးအများဆုံးလက်ဆောင်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီခေတ်ကအိမ်အောင်ရှင်မတွေဟာသူတို့မှာခင်းစုံလင်ဘယ်နှမျိုးရှိတယ်လဲဆိုတာကိုကြည့်ပြီးဂုံတုဂုံပြိုင်လုပ်ခဲ့ကြတာပါတယ်။ဒီနေ့ခေတ်မှာတော့အတုပ်စားတဲ့ခင်းအချိုပွဲစားတဲ့ခင်းကမာကောင်စားတဲ့ခင်းနဲ့နောက်ဆုံးဇွန်ရောကင်းရောတွဲပါတဲ့စပုတ်ဆိုတာတွေအထိအမျိုးမျိုးရှိနေပါပြီ။ကမ္ဘာဈေးကြီးဆုံးတမိုင်းဝင်ခင်းချို့ဆိုရင်ရွှေစင်အစ်စ်နဲ့ပြုလုပ်ပြီးရတနာတွေတောင်စီချေထားကဒေါ်လာတန်းနဲ့ချီတာတွေတောင်ရှိပါတယ်။ကဲမိဖို့ချောင်သုံးကိရိယာတစ်ခုကနေနဆိုးအသုံးဆောင်အဖြစ်အဲ့ဒီကနေမှဥညံတို့ထမင်းစပွဲပေါ်ကမရှိမဖြစ်ကပကျဲပွင့်ဖြစ်လာတဲ့ခင်းရဲ့ရာဇဝင်ဇလန်းလေးကတော့ဒါပဲဗျ။နေ့စဉ်သုံးနေတဲ့ခင်းလေးဘလို့ဖြစ်လာလဲဆိုတာလဲသိရပြီဆိုတော့ဥညံရဲ့ဒီဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ဖို့လည်းမမေ့နဲ့နော်။နောက်တစ်ခါပဲပစ္စည်းအကြောင်းကိုသိကျင်လဲဆိုတာလဲ comment မှာပြောခဲ့ပါအောင်။ဥညံရဲ့ဗီဒီယိုလေးကိုအချိန်ပေးပြီးကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။